ဟေ့လူတို့ဒီနေ့တော့ပန်းရောင်တတဝါလေးရဲ့တဲကနာယာစွန်စားခန်းကိုကြည့်ရအောင်ကြည်စမ်းတဲတွေကပူလုံးလို့တူတောင်ပင်ပန်းနေပြီးဒါပေမဲ့စိတ်တက်ကတော့အလန်းကြီးပဲခီးသွားတွေအတွက်ကော်စောခင်းပေးုံတင်မကဘူးသူ့ကိုယ်သူကုလားအုပ်လုပ်ပြီးတောင်ကူညီပေးလိုက်သေးတယ်တကယ်ကိုသဘောကောင်းတဲ့ကောင်လေးပဲအခုတော့ရေငက်လို့ရေရှာနေပြီဟောဟိုမှာရေအိုင်ကြီးတွေ့ပြီးဟဲ့သူငယ်ချင်းတွေနဲ့အတူရေထဲမှာပျော်နေလိုက်တာဒါပေမဲ့အခြေအနေကမကောင်းတော့ဘူးရေကာတာကအကွဲနေပြီးသူကတော့တကယ်သူရဲကောင်းပဲပြသူ့ကိုယ်သူဆန့်ထုတ်ပြီးရေယိုရာတွေကိုလိုက်ပိတ်နေတာကြည့်ဦးနာကျင်နေတာတောင်မလျှော့ဘူးနောက်ဆုံးတော့အောင်မြင်သွားပါပြီတိရစ္ဆာန်လေးတွေကလည်းသူ့ကိုကျေးဇူးတင်လို့ရေနဲ့ပတ်နေကြတာကြည်ပါဦးတကယ်ကိုစိတ်သက်အပြည့်နဲ့သူရဲကောင်းလေးပါပဲ